Nga pha chi thu la. ဟော À cô là. ရ À. ဝါတားဆောင်ပါပြီဆိုဘယ်နည်းဆောင်လာတော့ Le ye chi bi. ဗျာ Le ye chi bi. 4 ရက်ရှိပြီလားဟောဟိုပတ်ဝန်းကျင်ကဝိုင်းပြီးတော့ဖုံးဆက်ပေးကြတယ်ဖွာဗာလဲရက်လေဆုံးကက်ဆရာပတ်စံမရှိလို့တဲ့ဖွာ Chan de ta ya chan ra tua bo la le ko wi. ဟောသူ့နာရေးလုတ်ပြလိုက်တာနဲ့ကြိုလိုက်တာနဲ့ကုံသွားပြီအဲ့တော့ဖွာမှာရက်လေဆုံးကက်ဆရာပတ်စံဆိုတာမရှိလို့ပတ်ဝန်းကျင်ကဝိုင်းပြီးခုကြီးတောင်းပေးတာပေါ့ဒီပေါ်လေးအဖွားမှာလဲသူကလှုပ်ကြွေးတဲ့လူကကွယ်လွန်သွားတယ်ဆိုတော့နော်လှုပ်ပြီးပတ်စံလာမလို့ဟောတက်ကဗလား Chi chi na cham ni. 86နှစ်တောင်ပြည့်ပြီနော်ပြည့်တော့မနော်ဖွားရဲဒါတော့တဘာဝပဲအမငယ်ပဲနော်တနေ့တော့ဒါတော့မင်းသားပရိုက်တာလည်းအဖွားကိုကြည့်ရှုဆောက်ရှောက်ပြီနော်ဘုလိုလိုစေရတော့အဖွားဘာဖြစ်လဲဆိုတော့ဘာပြီးတော့ကိုယ်လှုပ်ကြွေးတဲ့သားဖြစ်သူတေးသွားတယ်ဆိုတော့ဝမ်းနေနေမှာပဲလေနော်အကူရမရှိတော့ဘူးအဲ့လိုပဲသတ်မှတ်နေမှာပေါ့နော်တကယ်လို့လောဆယ်မှာအဖွားကဗာလဲဘိုးဘွားရိတ်တာတွေဘာတွေတွားကျင်တဲ့ဆန္ဒရောက်ရှိလား Ma tua. မတော်ဘူးဒီမှာပဲနေချင်းတယ်ဟုတ်ပြီဒီမှာပဲနေချင်းလဲတအားတပြည့်တော့ဝိုင်းဝန်းကြည့်ရှုပေးမယ်နော်ဖာနော်ဘာဖြစ်လို့ဆိုတော့အဖွားမှာကြတော့ဒီလှုပ်ကြွေးနေတာဆိုတော့ဒီသားတယောက်ပဲရှိတာဒီသားတယောက်ကလည်းဒီလိုမျိုးကိုယ်လွန်သွားပြီဆိုတဲ့ခါကျတော့အဖွားအသက်86ဆိုတဲ့အရွယ်နဲ့ကဘလူးနီးနဲ့မှအလုပ်တွေပါလောက်ကင်စားတော့လဲမရတော့ဘူးနော်ဟိုအဓိကအဖွားအခက်အခဲဖြစ်နေတာဟောပေါ့နှက်ဖြန်နာရေးအတွက်လူလုတ်ပေးစရာရက်လက်ဆုံးကက်စရာပတ်စံမရှိလို့ပေါ့နော်ဗာနော်ဟုတ်ပြီဒါနည်းနည်းမှတည်ပြီးတော့လူတန်းသွားပြလိုက်မယ်နော်ဖွားတော့မပြောခိုင်းတော့ပါဘူးတပတ်တပတ်ပြောလိုက်တယ်ဖွား1နဲ့နေမှနဲ့ဆိုတော့နော်ဖွားပေါ့နော်အသက်က86နဲ့6နှစ်ရှိပြီလှုပ်ကြွေးနေတဲ့တားဖြစ်သူကလည်းကွယ်လွန်သွားတာပေါ့ကွယ်လွန်သွားတဲ့ခါမှာငကိုရဲ့စီးကူးစရာတော့မရှိလို့ကျွန်တော်မင်းသားပရိုက်တာနေကုန်ကြီးထားတာဒီအိမ်ဒီတဲလေးပေါ့နော်ဒီတဲလေးထဲမှာစီးကူးစရာတော့မရှိမှတော့အခုလိုမျိုးဒါဖြစ်သူကွယ်လွန်သွားတဲ့အချိန်မှာရက်လက်ဆုံးကက်ဆရာဆိုတော့မပြောနဲ့ပေါ့နော်ရက်လက်ဆုံးကက်ဆရာမရှိလို့အကူကြီးတောင်းတာပေါ့တကယ်လို့အခုကကျွန်တော်တို့မတီးပြီးလှူပေးတာပေါ့နော်အခုခေတ်အနေထားနဲ့လဲကျွန်တော်ဒီလူဝင်လေးနဲ့လဲဟိုမလောက်ငါလောက်သေးပေါ့အဲ့တော့အဖွားရဲ့သားရက်လက်ဆုံးကက်ချင်လို့လူတန်းခြင်းတဲ့လူတွေရှိရင်လည်းကျွန်တော်မင်းသားပရိုက်တာနဲ့ဆက်သွယ်လို့ရပါတယ်ခင်ဗျဟိုဖွားအခုလောဆယ်မတီးပြီးလှူရမယ်ဖွားနော်အဖွားရဲ့သားရက်လက်ဆုံးကက်ဖို့ပေါ့နော်မတီလူရှင်နေနဲ့ထိုင်းနိုင်ငံနောင်ခေရက်ကွက် KC အလုတ်ယုံမှတငယ်ချင်းများတဲ့ထိုင်းနိုင်ငံနောင်ခေရက်ကွက် KC အလုတ်ယုံမှတငယ်ချင်းများနေပြီးတော့တသိန်းလို့ပြလိုက်မှာပေါ့နော်နောက်ပြီးကြတော့ခွန်ရန်ထွေးမပူပူအောင်တဲ့ခွန်ရန်ထွေးမပူပူအောင်ဇနီးမောင်နှံညနေပြီးတော့တသိန်းပေါ့စုစုပေါင်းလူငွေလောလောဆယ်မတီတဲ့အနေနဲ့2သိန်းလို့သွားပြလိုက်မှာပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လှူဒန်းနေလို့ရှိရင်လည်းဒါလာပြီးတော့လှူပေးအောင်မနော်ပေါ့နော်အလူရှင်လေးတွေကိုမြတ်တာပို့ပြပါဘာနော်ရဖွားမောနေမယ်နော်ရပါမအမငယ်နော်ခွာနော်ဒါတော့အတက်နိုင်လို့ကူညီပေးမယ်နော်အမငယ်နဲ့နော်ဆုံးသွားပြီဆိုတော့လေဘာလို့လှုပ်ကြွတဲ့လူမရှိဘူးဘာညာနဲ့အမငယ်နဲ့အဖွားအသက်က86နှစ်ဆိုတော့လုံနီးနဲ့အနေနဲ့ဒါတော့မင်းသားပရိုက်တာအတက်နိုင်ဆုံးနော်ကူညီပေးမယ်ခွာနော်အမငယ်နဲ့နော်ဟုတ်ပြီအဖွားကကိုယ်ကိုတရားလေးလာမှတ်ပြီးတော့တန်ဝေခပဲယူခွာနော်အဲ့တော့ဒီဖိုင်လေးကိုကြည့်ပြီးတော့လူတန်းပေးခြင်းနဲ့အလူရှင်တွေရှိရင်လည်းလာလို့ပေးပါခွာနော်ဘုလိုတဲ့တခြားလူရမယ့်နေရာလေးရှိတယ်သွားလိုက်ခွာနော်အဖွားကိုဝိုင်းပြီးတော့ကိုလို့ပေးတဲ့လူတွေကပြောသေးတယ်အဖွားမှာအကျွေး3သိန်းတင်နေသေးတယ်တဲ့ဟိုဗာလဲလူမှာဖြစ်တယ်တခြားဟာတွေတခြားဘာရတဲ့အတွက်နာရေးတုန်းကအကျွေး3သိန်းမှတင်နေသေးတယ်နော်ပြောမယ်ဆိုရင်ဒီ2သိန်းလူလေဆိုတော့လေပိုပြီးမှရှမ်းမတော့မထင်ပါနဲ့เนาะနောက်ထပ်လိုပါသေးတယ်ခင်ဗျဒီနာရေးအတွက်တုန်းကတော့မှအဖွားကအကျွေး3သိန်းတင်နေပါတယ်တဲ့နော်အဲ့တော့ဘာပဲပြောဖွားကိုကူညီဆောက်ရှောက်ပေးကြတဲ့လူရှင်စီနာရှင်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ဘာမှမဟုတ်နဲ့เนาะဖွားအကျွေးလဲတက်နိုင်ဆုံးဆက်နိုင်အောင်ကြိုးစားပေးမှာဖွားနော်ဖွားကိုကျွေးမွေးပြုစုဆောက်ရှောက်နေတဲ့တားတရားကိုဆုံးသွားတော့ဖွားရဲ့ရင်ထဲမှာဘလောက်တော့ခံစားနိုင်ရမှမသိဘူးနော်ကိုချင်းစားပါတယ်ဖွားရဲ့တနာပါတယ်အဖွားကို
ကူညီလူတန်းပေးနေတဲ့အလူရှင်များအားလုံးလည်းကျမ်းမာချမ်းသာပါစေဒီထက်မကရတဲ့အများကြီးလူတန်းနိုင်ပါစေဗျာအဖွာလည်းတက်ကြော်ရကြော်စေပါစေဗျာနောက်ထပ်ဗီဒီယိုဖိုင်နဲ့ကြည့်ကြရအောင်နော် အသက်ကဘယ်လောက်ရှိသွားပြီလဲဦးလေး63နှစ်63နှစ်ဆိုတော့ဦးလေးကဟိုစာဝင်နေမပြေလေတော့လူလောကမှာမနေချင်တော့ဘူးလို့ဦးလေးပြောတာနော်ကဲအခုပါခင်ဗျာအခုကျွန်တော်ရောက်နေတဲ့နေရာကအရောက်တိုင်းဒေသကြီးမြောင်မြို့နယ်လုံစိမ့်မိုင်ပန်းချံဥယျာဉ်ကိုရောက်တာဖြစ်ပါတယ်ဒီဦးလေးကတော့ဦးလေးနေထိုင်တဲ့နေရာကမြောင်မြို့နယ်အမှတ်1စင်ဝင်းမုံ၄လံပဲပြဆက်ရုံရဲ့ချင်းဘက်မှာဦးလေးသူများခြံထဲမှာတဲထိုးနေရတာဟုတ်ပါပြီနော်အခုဦးလေးမှာကျတော့ဦးလေးဟိုတစ်ခေါက်ကလာတော့ကလူလောကကြီးမှာမနေချင်တော့ဘူးဆိုတဲ့စကားလေးဦးလေးပြောတယ်အဲ့တော့ဦးလေးကဘာဖြစ်လို့လူလောကမှာမနေချင်တော့စိတ်တည်ညစ်လို့ပါစိတ်တည်ညစ်လို့ဦးလေးကဘာတွေစိတ်ညစ်စရာရှိနေလို့ပြောပါဦးဟုတ်တယ်တော့ရစာဝင်နေနော်ဦးလေးအခုအသက်ကဘယ်လောက်ရှိသွားပြီလဲဦးလေး63နှစ်63နှစ်ဆိုတော့ဦးလေးကဟိုစာဝင်နေမပြေလေတော့လူလောကမှာမနေချင်တော့ဘူးလို့ဦးလေးပြောတာနော်ကဲအခုဦးလေးကိုအလူငွေလေးရလို့ဒါလှူပေးမယ်ဒါဒီနားလေးမှာထိုင်လိုက်မယ်နော်ကဲဦးလေးကိုအလူငွေလေးရလို့ကရင်ပြည်နယ်ကကိုမင်းသားပရိဒနေပြီးတော့အကျိုးဆောင်ပြီးတော့တဲ့လှူပေးတဲ့အလူငွေဟာတာပေါ့အလူရှင်ဒေါ်စိုးမိုးထွေးမိသားစုကနေပြီးတော့တဲ့ဦးလေးရဲ့စာဝတ်နေအတွက်ကိုလှူပေးပါတဲ့ဒါပတ်စံလှူပေးမယ်နော်ကဲဦးလေးပတ်စံလေးတသိန်းကိုဦးလေးလက်ခံပါဦးကဲပတ်စံတသိန်းကိုလက်ခံပြီးသွားလေလှူပေးတဲ့အလူရှင်ဒေါ်စိုးမိုးထွေးဒေါ်စိုးမိုးထွေးဦးလေးသုရမြတ်တာလေးပို့တာပေးပါအောင်လေစကားကိုကြားတော့ကားရရပြီကဲဦးလေးလည်းဘာမှသိတဲ့ကြမနေလားလည်းရှိနေပြီနော်ဦးလေးသားသမီးတွေကအဝေးရောက်နေပြီမဲ့ဦးလေးကိုမကူညီနိုင်ပြီမဲ့သားတို့ကဦးလေးရဲ့အရေးကိုသားတို့ကအကျိုးဆောင်နေသူဦးလေးကလိုအပ်သူလူချင်းသူနဲ့ဂျိတ်ဆက်ပြီးသားတို့လှူပေးတာနော်ဒါကရင်ပြည်နယ်ကကိုမင်းသားပရိဒလည်းကျမ်းမာချမ်းသာပါစေအကူလည်းပဲဓာတ်ထမကပရိဒလုပ်ငန်းတွေဆောင်ရွက်နိုင်ပါစေလူရည်ဆက်လက်နက်မကွာပြုလူနိုင်ကြပါစေလူပေးတဲ့အလူရှင်တော့စိုးမိုးထွေးမိသားစုလည်းကျမ်းမာချမ်းသာပါစေအလူရည်သက်လက်နက်မကွာပြုလူနိုင်ကြပါစေတက်စီကျမ်းမာစိတ်ချမ်းသာလိုအပ်ဆန္ဒပြေးပါကြပါစေနော်နောက်ဦးလေးအလူရှင်ဘာပြောမလဲရဆဲလို့ဟုတ်ကဲ့ပါဦးလေးငုံးမနေနဲ့တော့နော်ဦးလေးဟုတ်ကဲ့ပါဦးလေးဟုတ်ကဲအဲ့ဆိုလို့ချင်းဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲရလိုက်ပါမယ်နော်ခေတ်ကာလမကောင်းတဲ့ကြားထဲမှာအဆင်မပြေဘူးများစွာကြောင့်လောကထဲမှာမနေချင်တော့ဘူးတဲ့ဦးလေးရေတနာပါတယ်လူစင်များဒီထက်မကဦးလေးတို့လူတန်းနိုင်ပါစေဗျာ